အာဖရိကနေ့ဆိုတာကိုကြားဘူးလားလွန်ခဲ့တဲ့63နှစ်ကအာဖရိကန်ခေါင်းဆောင်တွေစတင်သတ်မှတ်ခဲ့ပြီးရည်ရွယ်ချက်ကတော့ကိုလိုနီစနစ်အဆုံးသတ်ရေးပါအသက်သွေးချွေမြောင်များစွာဇရေပြီးမှအာဖရိကန်နိုင်ငံတွေလွတ်မြောက်ခဲ့တာပါတကယ်ပဲလွတ်မြောက်ခဲ့ကြတာပါတွင်းထွက်ပစ္စည်းတွေမှာဆိုလို့ရှိရင်အာဖရိကတိုင်းဟာမတန်ကျွဲဝတဲ့နိုင်ငံမှာကမ္ဘာတွင်းထွက်ရဲ့30%လောက်အာဖရိကမှာရှိပါရွှေစိန်ကိုဘော့နဲ့ယူရေနီယံအများဆုံးရှိတာအာဖရိကပါတစ်နှစ်ကိုတွင်းထွက်သက်ထုတန်ချိန်တန်ပေါင်း1000လောက်ထုတ်ပေးပါဒါပေမဲ့ကမ္ဘာအစင်းရဲဆုံး25နိုင်ငံမှာ23နိုင်ငံကအာဖရိကပါအကျွယ်ဝဆုံးမြေမှာအစင်းရဲဆုံးလူတွေနေကြပါတယ်ဘာဖြစ်လို့ပါလဲပထမဆုံးအနေနဲ့ငွေကြေးကိုကြည့်အောင်1945မှာပြင်သစ်ကတူကိုလိုနီလုပ်ထားတဲ့အာဖရိကတိုက်ကို14နိုင်ငံခွဲပါတယ်ပြီးတော့ CFA France လို့အမည်ပေးပါတယ်ဒီနေ့အထိဒီနိုင်ငံတွေဟာနိုင်ငံများအရန်ငွေ90%ကိုပြင်သစ်ဗဟိုဘဏ်မှာအပ်ထားရပါတယ်ဒါကြောင့်ဒီ14နိုင်ငံရဲ့ငွေကြေး policy မှာပြင်သစ်က veto အာဏာရှိနေပြီးစီးပွားရေးကိုထိန်းချုပ်ထားတဲ့သဘောပါဒုတိယအချက်ကတော့စစ်အင်အားပါ2022ဒီအာဖရိကမှာပြင်သစ်စစ်သား9000လောက်ရှိပါတယ်အမေရိကန်စစ်စခန်းကလည်းအာဖရိကနိုင်ငံ30လောက်မှာရှိပါတယ်တရုတ်ရဲ့ပထမဆုံးပြည်ပစစ်စခန်းကလည်းအာဖရိကမှာပါဒီဘော်ဒီဆိုတဲ့နိုင်ငံမှာအမေရိကန်ပြင်သစ်တရုတ်ဂျပန်အီတလီနဲ့ဆော်ဒီကစစ်စခန်းတွေရှိပါတယ်ဒီစကန်တွေကိုအာဖရိကကစတွန်းလှန်နေပါမာလီဘာကီနာဖာဆိုနဲ့နိုင်ဂျာနိုင်ငံတွေကပြင်သစ်စစ်သားကိုမောင်းထုတ်ပါတယ်ပြီးတော့စာဟေးဒေတာနိုင်ငံများဆိုပြီးမဟာမိတ်အဖွဲ့ကိုထူထောင်ပါတယ်စီနီဂေါချက်နဲ့ Ivory Coast လည်းဒီအဖွဲ့မှာပါလာပါပြီတတိယအချက်ကတော့အင်တာနက်ပါအာဖရိကမှာ phone application data နဲ့သက်ဆိုင်တဲ့အခြေခံအဆောက်အဦတွေကိုအာဖရိကန်နေမပိုင်ပါဘူးရေအောက်ကပဲ data center နဲ့ cloud စနစ်ကိုပိုင်ဆိုင်တာကနိုင်ငံခြားနည်းပညာကုမ္ပဏီတွေပါအာဖရိကန်တွေရဲ့ data ဟာဘီပတ်ဆာဗာတွေစီရောက်သွားပြီး DR တွေကိုအာဖရိကန်တွေကပတ်စံပေးပြန်ဝယ်ရပါတယ် data တွေကိုရယူပိုင်ဆိုင်တာဟာခေတ်သစ်ကိုလိုနီပြုမှုတစ်ခုလည်းဖြစ်ပါတယ်အာဖရိကန်နေမှာလွတ်လပ်ရေးအတွက်ပျော်ရွှင်ကြတယ်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူတွေကိုဂုဏ်ပြုကြတယ်ကင်ညာပြည်သူတယောက်ကအလံတွေကငါတို့အလံနေပဲဒါပေမဲ့စီးပွားရေးကိုတော့ပြင်ပကဘာကချိုးကန်ချဲ့လဲနေကြတယ်လို့ပြောခဲ့ပါတယ်